အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Lilin Crafter ကျွန်တော်တို့လူ Emaya Season 2 Episode 7ကနေပြီးတော့ဟုတ်တယ် Episode 7ကနေပြီးတော့အားလုံးပြန်လဲကြိုလိုက်ပါတယ်အရင်ပိုင်းက Episode 6တော့ကကျွန်တော်ဒီနားမှာပေါ့နော်မီးရိုင်လေးတွေစောက်ခဲ့တယ်လမ်းမီးရိုင်လေးတွေစောက်ခဲ့တယ်နောက်ပြီးတော့ကျွန်တော်ဒီနားမှာတကားကြက်လေးတွေလည်းထည့်ထားရပေါ့နော်ဒါကတော့ကျွန်တော်ထည့်ထားတယ်နောက်ပြီးတော့ဘရိုတို့ပြောနေကြတာဘာတွေပြောနေကြတာလဲဆိုတော့လမ်းမီးတိုင်းလဲစောက်ပါရဲ့ဒါပေမဲ့လမ်းမရှိဘူးတရားလာရင်အဲ့တော့ကျွန်တော်ဒီအပိုင်းမှာတရားလာတဲ့အတိုင်းပြီးတော့ကျွန်တော်လမ်းလေးဖောက်မှာပေါ့နော်ဒီဘောက်ကျွန်တော်အိမ်ဘောက်တရားလာတဲ့အတိုင်းလမ်းဖောက်မှာပထမဆုံးဖောက်ဖို့ကမီးတိုင်းနေအကုန်လုံးကျွန်တော်ပြန်လုပ်ရမယ်ပေါ့နော်ဒီမီးတိုင်းတော့လုပ်ချင်မလို့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဒီ3ခုစီပဲလုံးမှာအဲ့တော့ဘလို့လုံးမှာလဲဆိုတော့ဒီမှာပေါ့နော်လိုမျိုးလေးထောက်လိုက်အဲ့လိုမျိုးလေး dot pad လေးနဲ့လုံးမယ်နောက်ပြီးတော့ဒီအပေါ်မှာကြောက်တောင်းလေးတွေဘာလေးညာလေးထည့်မယ်ဒါကတော့ကျွန်တော်လဲအားမပဲအဲ့ဒါကြီးကိုတူးပြီးတော့ပိုက်ရေးပိုက်ပြင်အောင်ပါအဲ့ဒါတော့အားမပဲအဲ့ဒါတော့ထွေးထူးကြီးလည်းမဟုတ်ဘူးဒီမှာတရားလေးရှိမယ်တရားလာတဲ့ချိန်မှာကျွန်တော်အိမ်ကိုဒီပေါ့နော်လမ်းလျှောက်ပြီးတော့ dot pad လောက်ရမှာပေါ့နော် dot pad လောက်ပါပါအဲ့တော့ကျွန်တော်မှာကအဲ့လိုမျိုးဒီအဝေးစီတွင်တူးတုံးကမြေကြီးအများကြီးပဲမြေကြီးအများကြီးလည်းရတယ်cobble stone တွေလည်းရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်မှာ iron block ရှိခုတို့အရင်ပိုင်းကတေချာကြည့်မယ်ဆိုရင်မီးတိုင်တိုင်းရှိမယ်အဲ့မီးတိုင်ကိုကျွန်တော်ကောက်ဖြတ်ပလိုက်တာပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်အဲ့မီးတိုင်ကောက်ဖြတ်ပလိုက်တာဘာလို့လဲဆိုတော့မလို့သေးဘူးကျွန်တော်တို့ကပတ်ဆောက်ပြီးတော့မှလို့မှာအဲ့တော့ပထမဆုံးကကျွန်တော်တို့ဒီမှာပေါ့နော်လိုမျိုးပဲခဏလေးဖယ်Okay ဒီတလုံးလောက်ပဲရှိရနေတူတယ်သူဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးလေးပေါ့နော်လိုမျိုးလေးသွားမှာမှာခုကတော့ကျွန်တော်တို့အောက်လိုင်းအရင်လုပ်မယ်ပေါ့နော်အောက်လိုင်းyes အဲ့လိုမျိုးလုပ်မှာပေါ့နော်ဒါပတ်ကရပြီလိုမျိုးလေးလမ်းအဲ့လိုမျိုးလေးသွားမှာအဲ့တော့ဒီဘေးမှာကျွန်တော်တို့ကအဲ့လိုမျိုးပဲထပ်လုပ်ရမှာပေါ့နော် Okay ဒီဘေးကဟာတွေကိုပဲလိုက်လုပ်ရမှာနောက်ပြီးဒီသပတ်ပေါ်မှာကျွန်တော်အားတဲ့ချိန်ကြရင်ဟွာလေးတွေကလုပ်မယ်ပေါ့နော်cobble stone လေးနဲ့လေ mossy cobble stone တို့ရေညှိတက်နေတဲ့ cobble stone လေးနဲ့လိုက်ပြီးတော့ပေါ့နော်အလှဆင်မှာဒီအပိုင်းမှာလုပ်မှာဟုတ်ပါတယ်ရေညှိတက်နေတဲ့ cobble stone လေးနဲ့ကျွန်တော်တို့အလှဆင်မှာပဲဖြစ်ပါတယ်ဒီအကြံလေးရပေါ့နော်ဘယ်ရပါလဲဆိုတော့ဘရိုပြောနေကြလို့ Okay တော့ရလိုမျိုးလေးပဲလုပ်ရမှာပဲဒီဘက်မှာဟိုရှိရဲဆိုတော့မောင်ကဒီဘက်ဒီလိုပါလိုပိုရှင်းထားလိုက်မယ်အဲ့လိုဆိုရညားလေးပိုကောင်းလေးပဲလေဟုတ်တယ်မလားကဲအဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးသွားမှရမှာအမလေးလိုမျိုးလေး cobble stone လေးတွေကျွန်တော်လိုက်ထည့်မှာအနည်းဆုံးတော့ဒီမှာတော့ရသွားပြီပေါ့နော်ဒီနားလေးရပြီနောက်ပြီးဒီနားမှာ size လေးနဲ့ကျွန်တော်တို့ကဘယ်တို့ဆိုပြီးတော့ရေးထားမယ်ဒီဘက်မှာဆို nether portal တို့နော် nether portal တို့ဆိုပြီးတော့ရေးမယ်နောက်ပြီးတော့ကျွန်တော်မီးတိုင်လေးစောင့်မယ်မီးတိုင်ကဒီနားမှာစောင့်ရင်ကောင်းမယ်ဒီနားမှာပေါ့နော်ရှစ်တော့ကုံအောင်စောင့်ရမှာနောက်ပြီးတော့ဒီမှာဒါကနှစ်တုံးတစ်နှစ်နောက်ပြီးကြတော့ဒီဟာနဲ့ပေါ့နော်ဒီမှာredstone lamp ထားလိုက် redstone lamp ထားပြီးတော့အဲ့လိုလုပ်နောက်ပြီးဒီပြန်နိုင်ပြောင်းပြောတာငါလဲ water bucket ကလေးလေးတော့မလုံနိုင်တော့ဘူးလားဟဲ့အောင်ကြီးဟာ
bro inventory slot ချိန်တာဟုတ်ပြီရပြီစိုးပါဘူးအဲ့တော့ကျွန်တော်လိုက်ပြီးတော့ဖောက်လိုက်မယ်ပေါ့နော်လိုက်ပြီးတော့ဖောက်မယ်ဝါဒီထားဖို့လိုက်ဖောက်မယ်တော့ငါနှစ်ခုလုံးပလိုက်ပြန်ပြီနောက်ပြီးတော့ bra I can't even please stay down okay အမှနှစ်ခုမော်စီကပဆုံးကြတော့ဘယ်နားမှာရလဲမသိဘူးเนาะ bro တို့ရှာပေးပါ bro what the fuck is even is that oh nah အဲ့နားမှာတော့ငါဘာမှမချဘူးအဲ့နားမှာတော့ဘာတုံးမှမချပါဘူးခင်ဗျာကျွန်တော်တို့အရင် search ဖြစ်လွန်းလို့ပါလို့ just look at that bro YouTube ban တော့မယ်နဲ့တူတယ်ထင်တာပဲYouTube လေအဓိပ္ပာယ်မရှိတာတွေကဘယ်လိုလုပ်လေခရတာအဓိပ္ပာယ်မရှိတာတွေကောက်တယ်လို့child abuse တွေဖြစ်လို့yeah ကလေးတွေကြည့်နေတဲ့လူတွေကလေးတွေတို့မိဘတွေလုံးဝအကြည့်ခံမေးလို့မရပါဘူးဘာလို့လဲဆိုတော့သူတို့အရန်ဖြစ်သွားမှာဆိုတော့ဗောနော်အရန်ကြည့်လို့မရပါဘူးဟုတ်ပါတယ်အဲ့တော့ရပြီဒီလိုလုပ်မယ်နောက်ပြီးဒီနားမှာတော့မလုပ်တော့ဘူးမီးလေးလာပြီလေမီးတော့လင်းလာပြီဒါပေမဲ့ဘာလို့ငါချလို့မရတာတော့ဟုတ်ပြီဒီနားမှာထားမယ်ပြောငါဘာလို့ချလို့မရဟုတ်ပြီ bro what the fuckငါ oh my god man okay ဒီနားမှာကျွန်တော်ခုလည်းပဲချက်တာတော့ဒီနားမှာတော့မီးလင်းနေအောက်လိုအပ်ဖြစ်ဖို့လိုလားမလိုပါဘူးเนาะအောက်နည်းနည်းချဖို့လိုလားမီးလိုလောက်လား guys အောက်ကိုနည်းနည်းချဖို့လေလိုလောက်နေတွေ့เนาะရတယ်နောက် episode မှာကျွန်တော်နည်းနည်းပြန်ပြီးတော့ပြင်လိုက်မယ်ဒီ episode ကကျွန်တော်10နာရီထိုးခုန YouTube ကြည့်ရင်းနဲ့ channel ဝင်ကြည့်ပြီးလိုက်တော့မှတတိယပါငါဗီဒီယိုလောက်အောင်မှာပဲဆိုတော့ကျွန်တော်ဗီဒီယိုက10နှစ်တခါမှတင်တာဆိုတော့လေရမလားတွေ့လားငါချလို့မရဘူးတွေ့လားငါချလို့မရဘူးဟုတ်ပြီရပြီဆိုပါဦးမိုက်တော့မိုက်ပါတယ်ဟိုဘက်ပါလုံးမယ်ဒီဘက်ကတော့မလိုလောက်နေတွေ့နော်ဘာလို့လဲဆိုတော့နေတာပေါ်တယ်သွားတာလေလိုပေါ့ okay imagine I place that near my base yep ရပြီပေါ့နော်အဲ့လိုပြောလေးပတ်လေးလောက်ထားလိုက်တယ်နောက်ပြီးတော့ဒီမီးဓာတ်ကိုဒီဘက်ရွှေ့ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုွေသွားတာကဲလိုလောက်မယ်လိုထားမယ်ဟုတ်ပြီ bro can you just ဒီဘက်မှာတော့ကျွန်တော် cover စလုံးမချတော့ဘူးဘာလို့လဲဆိုတော့ဘယ်သူကချမှာလဲနော်ဟုတ်တယ်မလားအဲ့လိုချမယ်check that on boom bam pop yay ပြီးသွားပါပြီကျွန်တော်တို့ပတ်လေးပါဟုတ်ပါတယ်လမ်းလျှောက်လိုက်အဲ့ပတ်သားကိုလမ်းလျှောက်လို့ရပါတယ်ကျွန်တော် TNT ပြချလို့ပြန်ပြချလိုက်တော့မှာနောက်ဆုံးတော့ပြီးသွားပါပြီအားလုံးပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာနောက်အပိုင်း
မှာဘာတွေလောက်ကြမလဲစောင့်မျှော်ကြည့်ကြပါအားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye